လာပါလို့ဆိုတော့ပြောစတာပါခင်ဗျာကျွန်တော်တော့တင်းနဲ့ရှင်ချမ်းခင်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတောက်အောင်မြို့နယ်ကိုရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်ကချင်မြို့နယ်ချင်းတိုင်းသားလို့ကျွန်တော်မိတ်ဆက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ခုမီတာဆိုဖြစ်ပါတယ်ခင်ဗျာဒီခေါက်ကကျွန်တော်ပူတောင်ကိုရောက်လာရတာကတော့ရိုက်ကူးကြီးနဲ့လာရောက်ရခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခေါက်လာရခြင်းကတော့ကျွန်တော်မော်ချမ်းတချင်းဒီညောင်းကိုရိုက်ကူးဖို့ရအတွက်ရက်ကြီးအချိန်မဖွင့်တဲ့ဒီပေါ့နော်ကျွန်တော်ပေါ်ချမ်းနေရရှင်များနဲ့ဒီကတော့ဒီတော့လာရောက်ရခြင်းဖြစ်ပါတယ်ခင်ဗျာရောက်ရှိနေတာပဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့ကျွန်တော်တို့ဒီ outdoor public area show စီစဉ်နေဖို့ကျွန်တော်တို့မပြုလုပ်နိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်ရှောက်ရှိမိမဲ့လည်းအခုချိန်မှာကျွန်တော်တို့ဒီတင်းတော်တွေရဲ့ဂျူဘလီပွဲတွေပေါ့နော်ကျွန်တော်ပြီးလို့ရှိရင်ဂျူဘလီနဲ့ပတ်သက်တဲ့ဒီ series တွေနဲ့ကျွန်တော် internet တို့မင်္ဂလာခမ်းနားတော့ပေါ့နော်အဲ့လိုမှာတော့တချင်းစုချင်းအားဖြင့်ပေါ့နော်ကျွန်တော်ဒီချိန်မှာလှူရှားနေတဲ့ညလှူရှားမှုတွေရှိဖြစ်ပါတယ်။ RVA ရောင်းကိုပေါ့နော်ကျွန်တော်မြဲတဲ့ဆောက်ရွှေရှုအားပေးနေကြတဲ့ပြည်သက်ကြီးအားလုံးလည်းရွှေရွှေချမ်းမြေ့ကြပါစေကျွန်တော်တို့လူအသက်တရားမနေရပေမဲ့လည်းပေါ့နော်အခုတရားမကကြုံတွေ့ရတဲ့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာနေ့စဉ်နေ့တိုင်းမှာပေါ့နော်ကျွန်တော်တို့ကြုံတွေ့ရတဲ့ခက်ခဲတွေပြင်တော့ကတွေတယောက်နဲ့တယောက်ဒီနေမှာမဟုတ်ပါဘူး။ဒီຢာတွေကိုကျွန်တော်တို့စိတ်သက်ကြခြင်းစိတ်အားငယ်ခြင်းမရှိဘဲနဲ့ပေါ့နော်ဒီရချင်းစီတိုင်းမှာအားတစ်စိတ်တစ်လူတစ်အားဖြစ်ပေါ့နော်ဘုရားပေးတဲ့ခွန်အားဉာဏ်စွမ်းဝိရိယတွေနဲ့ကျွန်တော်အများအားပဲစူးစမ်းပြီးမှပေါ့နော်ဖြတ်တန်းသွားနိုင်ဖို့အတွက်အားလုံးခွန်အားပေးချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် RVA ရောင်း fish ကဆောင်다시 소리 듣고 나는 이시 샤워에 베베 남자 그라미고 예능 동타고 몽설웨 제주리 나고 샤공 시션웨 이시 제주 슬라리 토레로 능만을 전에 베타 주를 나예 샹고 가사 사와예